မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒီလိုအပ်တဲ့ environmental setup တွေကိုဘယ်လိုမျိုးထည့်မလဲဆိုတဲ့အကြောင်းကိုဆက်လက်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးပေါ့ကျွန်တော်တို့ရဲ့ဒီ set ထဲမှာဆိုလို့ရှိရင်ဒီ programming လုပ်ဖို့အတွက်ကိုလိုအပ်တဲ့ software ကျွန်တော်တို့သင်ဖို့လိုအပ်တယ်ပြီးတော့ဒီ tutorial စီကျွန်တော်တို့လုပ်နေတဲ့ဟာမှာဆိုလို့ရှိရင်ဒီ Python နဲ့ base ခံပြီးတော့ဒီ website တွေတိစောက်တယ်ဒီ Django ဆိုတဲ့ framework ကိုသုံးပြီးတော့တိစောက်သွားမှာဖြစ်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ဒီPython ဆိုတဲ့ software ကိုကျွန်တော်တို့ရဲ့ set ထဲမှာတွင်ထားပြီးသားဖြစ်ဖို့လိုအပ်တယ်အဲ့တော့ဒီပုံမှန်အားဖြင့်ပေါ့ဒီ Windows laptop တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ Google Chrome ကနေပြီးတော့သို့မဟုတ်မိမိနှစ်သက်ရာ browser ကနေပြီးတော့Python software ကိုတွားပြီးတော့တွင်လို့ရတယ်ဆိုဒီ tutorial မှာကျွန်တော်စလုပ်မဲ့ video တွေကိုတော့ကျွန်တော် Python 3 နဲ့ပဲလုပ်မှာဖြစ်တယ်အဲ့တော့ Python 3ကိုမှ Python 3.8 အထက်ပေါ့ဒီဖြစ်မဲ့ဆိုတဲ့ဟာမျိုးဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတာပေါ့အဲ့ကျွန်တော်ဒီမှာတော့ဒီမှာ new window ဆိုပြီးတော့ကျွန်တော်ဒီမှာဒီ Google Chrome tab တစ်ခုကျွန်တော်ဖွင့်လိုက်မယ်အဲ့ဒီတော့သွားပြီးတော့ကျွန်တော်မှာ Python ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်မယ်ဒီမှာ Python လို့ရှာပြီးဆိုလို့ရှိရင်ဒီမှာ python.org ဆိုပြီးတော့ python.org ဆိုတဲ့ website ကိုတွေ့မယ်ဒါလေးကိုကျွန်တော် click ထားလိုက်မယ်ပြီးတော့ download ဆိုတဲ့ထဲမှာမှ all releases ဒီမှာဆိုလို့ရှိရင် Python ကလက်ရှိ version မှာဆိုလို့ရှိရင် 3.14.2 ဆိုပြီးတော့ကျွန်တော်ရှိနေပေါ့ဒီဟာလေး click နှိပ်ပြီးတော့ကျွန်တော် download ဆွဲလို့လည်းရတယ်သို့မဟုတ်ဒီကိုယ့်ရဲ့ set ကပေါ့ဒီ Windows လား Mac လားပေါ့မူတည်ပြီးတော့ download ဆွဲခြင်းတယ်ဆိုလို့ရှိရင်လည်းဒီမှာပြန်လာတဲ့ looking for Python with different OS Python for Windows Linux Mac Android and others ဆိုပြီးတော့ကျွန်တော်တွေ့ရမှာဖြစ်တယ်ကျွန်တော်တို့ Windows အတွက်သွင်းမှာဆိုလို့ရှိရင်ဒီမှာ Windows ဆိုတဲ့ဟာကိုကျွန်တော်တို့သွားပြီးတော့နှိပ်ပြီးတော့ကြည့်လိုက်ပါမယ်အဲ့တော့ Python 3.14.2 ဆိုတဲ့ဟာကိုကျွန်တော်တို့ download သွားပြီးတော့ဆွဲမယ်ဒီမှာဆိုလို့ရှိရင်ရေးထားရပါဗျာ latest Python 3 release ဆိုပြီးတော့ကျွန်တော်ရေးထားရပေါ့ဆိုတော့အဲ့ဟာကိုကျွန်တော် download ဆွဲမယ်ဆိုလို့ရှိရင်ဒီ whole အောက်ဆုံးကိုကျွန်တော်တို့တွားလိုက်မယ်ဆိုလို့ရှိရင်ဒီ Windows system တွေအတွက်ဆိုလို့ရှိရင် Windows installer 64-bit ဆိုတဲ့ဟာကိုကျွန်တော်တွေ့ရလိမ့်မယ် recommended လို့ဒီမှာရေးထားပါတယ်တကယ်လို့များဒီကိုအသုံးပြုတဲ့ set ကပေါ့ဒီ Intel chip တွေမဟုတ်ဘဲနဲ့ ARM base တွေဖြစ်နေရဆိုလို့ရှိရင်တော့ဒီမှာ Windows installer ကိုတွားပြီးတော့သုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်ထင်ပါတယ်ဒီ Windows installer 64-bit ကပဲအဆင်ပြေဆုံးဖြစ်မယ်လို့ကျွန်တော်ယူဆပါတယ်ဒီ tutorial မှာဆိုလို့ရှိရင်တော့ပြနေတဲ့ set ကဒီ Mac OS နဲ့ပြနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် set ထဲမှာတော့ကြိုပြီးတော့တွင်ထားပြီးသားရှိပါတယ်အဲ့တော့မိမိရဲ့ set ထဲမှာWindows set ထဲမှာ Python ကိုဘယ်လိုမျိုး install လုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်နောက် video လေးတစ်ခုမှာဆက်ပြီးတော့ရှင်းပြသွားပါမယ်ပြီးတော့ပို့ပြီးတော့အဆင်ပြေတဲ့ video tutorial ရှိရဆိုလို့ရှိရင်လည်းကျွန်တော်ဒီ video လေးရဲ့ comment ထဲမှာကျွန်တော်ထည့်ရပါမယ်အဲ့တော့ကျွန်တော်တို့ install လုပ်လိုက်တဲ့ဟာလေးကိုဒီမိမိနှစ်သက်တဲ့ tutorials ကကြည့်ပြီးတော့ပဲဖြစ်ဖြစ်နောက်ပြီးတော့ကျွန်တော်ညွှန်ပေးမယ့် tutorials ကကြည့်ပြီးတော့ပဲဖြစ်ဖြစ်လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကိုယ့်ရဲ့ set ထဲမှာဒီ Python ကိုသွင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ terminal လို့ခေါ်တဲ့ဒီ command line ပေါ့ဆိုတော့အဲ့ရနေပြီးတော့ကျွန်တော် Python လို့ရိုက်ပြီးတော့ရှာလို့ရမှာဖြစ်တယ်ဆိုတော့ Python ကို install လုပ်တဲ့ပုံစံတွေတို့ပြီးတော့ဒီ command line ထဲမှာ Python ကိုခေါ်တဲ့ဟာတွေတို့ command line ဆိုတာဘာလဲဆိုတဲ့အကြောင်းအရာတွေကိုတော့ကျွန်တော်အရင်တုန်းကဒီ Python programming skill sharing ဆိုတဲ့ playlist ထဲမှာတင်ခဲ့ပါတယ်ဆိုတော့အဲ့ဒီဟာလေးကိုလည်းဆက်ပြီးတော့ဒီ YouTube ရဲ့ဒီ content အောက်ထဲမှာကျွန်တော်တွားပြီးတော့ရေးပြထားပါမယ် comment လေးကိုတော့စိတ်ရှိရှိလေးနဲ့ဝင်ပြီးတော့ကြည့်ပေးစေချင်ပါတယ်ကျွန်တော်ဒီမှာ Python ဆိုပြီးရိုက်လိုက်တယ်ပေါ့ဗျာဒီမှာဆိုလို့ရှိရင်ကျွန်တော်စီမှာ Python 3.8.20 ဆိုပြီးတော့ကျွန်တော်ပေါ်လာတယ်ဆိုတော့ကျွန်တော်ဒါလေးကိုခဏထွက်မယ်ဆိုလို့ရှိရင် exit ဆိုပြီးတော့ရေးပြီးတော့ကျွန်တော်တို့မြင်ရတဲ့ဒီလက်သေးကွင်းစားကွင်းပိတ်လေးနဲ့နေပြီးတော့ထွက်လိုက်မယ်ဆိုတော့Python ကပေါ့ဒီ software ဒီ programming လုပ်မဲ့ဟာကကျွန်တော်တို့က multiple versions တွေကျွန်တော်တို့တွင်းလို့လည်းရတယ်ဗျာmultiple versions ဆိုဘယ်လိုလဲဆိုတော့ကျွန်တော်ဒီမှာ Python 3.8 ကျွန်တော်တွင်းထားတယ်ဒီset မှာဆိုလို့ရှိရင်တော့ Python 3.14.2 ထိကျွန်တော်ထွက်ထားတယ်အဲ့တော့ကျွန်တော် multiple version တွေတွင်းနေတယ်ဆိုလို့ရှိရင်လည်းကျွန်တော် set ထဲကိုတွင်းလို့လည်းရတယ်ဒါပေမဲ့
ဒါကို educational purpose အနေနဲ့ဒါမှမဟုတ်လည်းအခုမှစပြီးလေ့လာအနေနဲ့ဆိုလို့ရှိရင်ဒီနောက်ဆုံးပေါ် version တစ်ခုရဲ့သင်ထားလို့လည်းလုံလောက်တယ်ပေါ့ပြဿနာမရှိဘူးဗျာနောက်တစ်ခုကျွန်တော်ထပ်ပြမယ်เนาะကျွန်တော်ဒီမှာ Python 3ဆိုပြီးတော့ကျွန်တော်ရိုက်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဘာပြမလဲဆိုတော့ဒီမှာ Python 3.11.9 ဆိုပြီးတော့ပြကျွန်တော်လက်ရှိ code ရေးနေတဲ့ဟာမှာဆိုလို့ရှိရင်ကျွန်တော် Python 3.11.9 နဲ့ကျွန်တော် code ရေးရဲဒါပေမဲ့ကျွန်တော် Python 3.8 ကိုလည်းကျွန်တော်ကတွင်ထားတယ်ဘာဖြစ်လို့ကျွန်တော်ဒီမှာ multiple version တစ်ခုတွင်ထားရလဲဆိုလို့ရှိရင်ဒါလေးကိုတစ်ချက်ရင်ထားလိုက်ပါမယ်ဘာလို့တွင်ထားလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ set ထဲမှာဒီ Python 3.8 နဲ့တော့ရေးခဲ့တဲ့ code တွေလည်းရှိရဲ့ legacy code အဟောင်းတွေပေါ့ဆိုတော့အဲ့ဒီဟာတွေ maintain လုပ်ဖို့အတွက်လည်း Python 3.8 ကိုကျွန်တော်သုံးရတယ် Python 3.11.9 ကိုလည်းကျွန်တော်လက်ရှိဒီ modernize app တွေအတွက်ကိုကျွန်တော်သုံးနေပါတယ် okay အဲ့တော့ဒီ tutorial ထဲမှာကျွန်တော်ဘာကိုပြောချင်လဲဆိုရင်ကျွန်တော်ဒီ virtual environment အကြောင်းကိုတော့ကျွန်တော်ပြန်ပြီးတော့နည်းနည်းလေးရှင်းပြချင်တာရှိတယ်ကျွန်တော်ဒီမှာ virtual environment ကိုသုံးမယ်အရင် video တွေမှာလည်း virtual environment အကြောင်းကိုကျွန်တော်ရှင်းပြထားပြီးသားဖြစ်ပါတယ်အဲ့တော့ virtual environment ဆိုတဲ့ဟာဘယ်လိုလဲလို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ set ထဲမှာပေါ့ဒီမတူညီတဲ့ဒီ software version နှစ်ခုတွားပြီးတော့တွင်းလို့ရတဲ့ပုံစံမျိုးလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့အဲ့တော့ဒါလေးကိုကျွန်တော်ဒီမှာ terminal ကိုတစ်ခုဆိုပြီးတော့ကျွန်တော်ခွဲထုတ်ထားမယ်ပြီးတော့ဒီကျွန်တော် shell ထဲမှာဟိုမှာကျွန်တော် new window ဆိုပြီးတော့နောက်ထပ် new window တစ်ခုကျွန်တော်ကဖွင့်လိုက်မယ်ဒါလေးကိုကျွန်တော်တို့ရှင်းပြီးတော့ကြည့်ရအောင်ပါဗျာ okay အဲ့တော့အရင် video ကြည့်ခဲ့ဘူးလေဆိုလို့ရှိရင်တော့ဒီ command line နဲ့ပတ်သက်တဲ့ဟာတွေတော့မှတ်မိမယ်ရှင်ပါတယ်မမှတ်မိသေးဘူးဆိုလို့ရှိရင်လည်းအရင် video အဟောင်းလေးကိုသွားပြီးတော့ကြည့်ပေးပါဆိုတော့ command line နဲ့ပတ်သက်တဲ့ command တွေဆိုလို့ရှိရင်အများကြီးတော့မဟုတ်ပါဘူး cd တို့ mkdir တို့အဲ့ဒါလေးသိထိုင်လို့တယ်ပေါ့နော်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဒီလက်ရှိရှိတဲ့folder ထဲမှာပေါ့Windows သမားတွေဆိုလို့ရှိရင်တော့ dir ဆိုတဲ့ command ကိုရိုက်ဖို့လိုအပ်မယ်ကျွန်တော်စီမှာတော့ dir ဆိုတဲ့ command လို့မလုပ်ဘူးဒီ Mac တို့ Linux တို့မှာဆိုလို့ရှိရင်တော့ ls ဆိုတဲ့ command ကိုသွားပြီးတော့ရိုက်လို့ရမှာဖြစ်တယ်ဆိုတော့ ls ဆိုတဲ့ command ရိုက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလက်ရှိမှာကျွန်တော်တို့ရဲ့ဒီ set ထဲမှာပဲ files တွေပဲ folder တွေရှိတယ်ဆိုတာကိုကျွန်တော်တို့ကသွားပြီးတော့တွေ့ရမှာဖြစ်တယ်အဲ့တော့တခါတည်းဆက်ပြီးတော့မြင်ကြည့်မယ်ဆိုလို့ရှိရင်အရင် video တွေကြည့်ခဲ့ဘူးလေဆိုလို့ရှိရင် file နဲ့ folder နဲ့ကိုရောမှတ်မိသေးလားလို့မေးချင်ပါတယ်အဲ့တော့ file နဲ့ folder နဲ့မှတ်မိသေးပါသလားမမှတ်မိတော့ဆိုလို့ရှိရင် file နဲ့ folder ဒီဘာကွဲလဲဆိုလို့ရှိရင်နောက်မှာ dot နဲ့ဆက်တဲ့ extension တွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က file လို့ပြောတယ်ဒါမှမဟုတ်နာမည်ကြီးပဲဆိုလို့ရှိရင်ကျွန်တော်တို့က folder လို့ကျွန်တော်တို့ကပြောပါတယ်ဆိုတော့ okay ကျွန်တော်တို့ကအခုဘာလုပ်မလဲဆိုတော့ကျွန်တော်က desktop အောက်ထဲကိုသွားပြီးတော့ကျွန်တော်တို့ကfolder လေးကျွန်တော်တို့သွားပြီးဖန်တီးကြည့်ရပါဗျာအဲ့တော့ desktop ထဲဝင်မယ်ဆိုလို့ရှိရင် cd desktop ဆိုတဲ့ဟာနဲ့ကျွန်တော်တို့သွားလိုက်မယ်ဒီဘက်ချမ်းမှာလည်း cd desktop ဆိုတဲ့ဟာနဲ့ကျွန်တော်သွားလိုက်မယ်ဆိုတော့ဒီဗီဒီယိုလေးကအရင်တုန်းကလုပ်ခဲ့တဲ့ဟာတွေကိုအတက်နိုင်ဆုံး remind လုပ်ပေးတဲ့ပထမအပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိအချိန်မှာ code လိုက်မရေးဘဲနဲ့မဆန်ဘဲနဲ့ကျွန်တော်ပြောတဲ့ concept လေးကိုပဲနားလည်အောင်ကြည့်ရင်လည်းရပါတယ်okay အဲ့တော့ဒီမှာကျွန်တော် folder တစ်ခုသွားပြီးလုပ်မယ်ပေါ့ဗျာ mkdir ကျွန်တော်တို့ကထားပါတော့ test ဆိုရဲ folder လေးတစ်ခုသွားပြီးတော့ကျွန်တော်လုပ်လိုက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်စီမှာ test ဆိုရဲ folder လေးကိုကျွန်တော်တို့တွေ့နေရပြီဖြစ်ပါတယ် okay အဲ့တော့ဒီ test ဆိုရဲ folder လေးကိုကျွန်တော်တို့ဝင်လိုက်မယ် cd နဲ့ဝင်မယ်ဒီမှာလည်းကျွန်တော် test ဆိုရဲ folder လေးကိုဝင်လိုက်မယ် okay အဲ့ကျွန်တော်ဒီ test ဆိုရဲ folder ကိုကျွန်တော်တို့ terminal နှစ်ခု command line နှစ်ခုကနေကျွန်တော်သွားပြီးတော့ဖွင့်လာတယ်ဆိုတော့ virtual environment အကြောင်းကျွန်တော် session ပြမယ်เนาะ okay အဲ့ virtual environment အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီအထဲထဲမှာပဲကျွန်တော်ကဒီ virtual environment တခုကိုကျွန်တော်လုပ်ပြမယ်ပေါ့အဲ့အရင်ဆုံးကျွန်တော်တို့ကဘာကိုသိရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Python ဆိုတဲ့ဟာကဒီ command တခုပေါ့ type of command တခုပဲသူ့ရဲ့နောက်မှာကျွန်တော်တို့ဒီ extension တွေနဲ့ကျွန်တော်တို့က flag တွေနဲ့တခုခုဆက်ပြီးတော့လုပ်လို့ရတယ်အဲ့တော့ကျွန်တော်ကလောလောဆယ်မှာကျွန်တော်မှာ Python ဆိုရဲ 3.8 ဆိုတဲ့ version နဲ့ရှိရယ်ပြီးတော့ Python 3ဆိုရဲ 3.11 ဆိုတဲ့ version လည်းရှိရယ်ရှိတဲ့အတွက်ကြောင့်မလို့ဒီမှာကျွန်တော်ကအသုံးပြုရလွယ်အောင် Python 3ဆိုပြီးတော့ပဲကျွန်တော်ကသွားပြီးတော့ပေးထားလိုက်ပါမယ်เนาะ Python 3လို့ခေါ်ပြီးဆိုတာနဲ့ Python 3.11.9 ကိုပြရမှာဖြစ်တယ်အဲ့ဒီကလိုက်လုံးမဲ့ဒီမိတ်ဆွေတွေရဲ့ set ထဲမှာဆိုလို့ရှိရင်တော့ Python version တခုပဲသွင်းထားတယ်ဆိုလို့ရှိရင် pydh1 python ဆိုပြီးတော့ရိုက်လိုက်တာ ਨੇ လက်ရှိသွင်းထားတဲ့ Python version ကိုထွက်လာမှာ
ဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့ပါဆက်လုပ်မယ်ဆိုလို့ရှိရင် python -nvenv ဆိုတဲ့ command ကိုကျွန်တော်တို့ကတွားပြီးတော့သုံးလိုက်မယ်အဲ့တော့ဒါလေးကိုကျွန်တော်ရှင်းပြကြည့်ကြရပါဗျာအဲ့တော့ python space -m space venv ဆိုပြီးတော့ကျွန်တော်ရေးလိုက်တယ်အတိတ်ပဲတော့ဗာလဲဆိုလို့ရှိရင်ဒီ virtual environment ပေါ့ virtual environment ကိုတွားပြီးတော့ကျွန်တော်တို့ဖန်တီးမယ်ပေါ့ဆိုတော့အဲ့ဒီမှာဒီ -m ဆိုတဲ့ဟာလေးပေါ့ dash သို့မဟုတ် -m ပေါ့ဘယ်လိုပဲခေါ်ပါအဲ့ -m လေးကြောင့်သိချင်တယ်ဆိုလို့ရှိရင် YouTube ဒါမှမဟုတ်ဒီအခုဆိုကျွန်တော် GPT ပေါ့နော် GPT တွားပြီးခောက်လို့လည်းရတယ်ဆိုတော့ကျွန်တော်တော့မှ -m ဆိုတဲ့ command လေးကိုကျွန်တော်မေ့နေရဗျာကျွန်တော်သုံးနေဒါပေမဲ့မေ့နေရပေါ့နော်ခေါ်ပေါ့ဆိုတော့ -m ဆိုတဲ့ command လေးကကျွန်တော်ခန့်မှန်းတော့ make ဆိုတဲ့ command လာမသိဘူးဒါပေမဲ့ဒီကြောင်တော့တွားပြီးတော့ကြည့်ပေါ့နော်ဆိုတော့ဒီ video tutorial လုပ်တဲ့ဆိုတဲ့ဟာမှာလည်းကျွန်တော်ကဒီ sharing သဘောလိုမျိုးလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အကုန်သိရအကုန်တက်တယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးဒီ video လေးကိုကြည့်ရင်းနဲ့မှာကျွန်တော်တို့ပိုပြီးသိရလို့ရှိရဆိုလို့ရှိရင်လည်းဒါမှမဟုတ်လည်းအကြံပြုခြင်းတဲ့ဟာရှိရဆိုလို့ရှိရင်လည်းလွတ်လပ်စွာထောက်ပြပြောဆိုလို့ရပါတယ်ဆွေးနွေးလို့ရပါတယ် okay အဲ့တော့ python -nvenv ပြီးတော့ရှင်ကျွန်တော် space ပုတ်လိုက်မယ်ကျွန်တော်တို့ကဒီနာမည်တစ်ခုကျွန်တော်သားပြီးတော့ပေးလိုက်မယ်ပေါ့အဲ့ကျွန်တော်တို့က env1 ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ဆိုတော့ဒါလိုက်လို့လည်းရတယ်လိုက်မလို့လည်းရတယ်ကျွန်တော်ပြောချင်တဲ့ concept တွေကိုရသွားရင်မိတ်ဆွေတို့တဲ့ဒီ video လေးကိုကြည့်ရတာအကျိုးရှိမှာဖြစ်ပါတယ် okay အဲ့ဒါခေါက်လိုက်တဲ့အချိန်မှာအချိန်တစ်ခုကြာတယ်ပေါ့ဗျာအချိန်တစ်ခုကြာနေเนาะဒီမှာဆိုလို့ရှိရင်ကာဆာလေးကအောက်ကိုဆင်းသွားတယ်သူဘာမှတော့ဆက်မလုပ်သေးဘူးဟောအခုတော့ဒီမှာနောက်တစ်ချောင်းကိုကျွန်တော်တို့ရောက်သွားပြီဆိုတော့ကျွန်တော်ဗာကြည့်မလဲဆိုလို့ရှိရင် Windows ဆက်တွေမှာဆိုလို့ရှိရင်တော့ dir ဆိုတဲ့ command ကိုရိုက်ဖို့လိုအပ်မယ်Linux နဲ့ Mac နဲ့မှာဆိုလို့ရှိရင်တော့ ls ဆိုတဲ့ command ကိုရိုက်ဖို့လိုအပ်မယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် env1 ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီ env1 ဆိုတဲ့ဟာဘာလဲဆိုတော့ကျွန်တော်တို့ Python ကိုသုံးပြီးတော့ကျွန်တော်တို့က virtual environment ကိုကျွန်တော်တို့ကဖန်တီးလိုက်တာအဲ့ virtual environment လေးရဲ့နာမည်က env1 ဆိုတဲ့ virtual environment လေးဖြစ်ပါတယ်ဆိုတော့ virtual environment ဆိုတဲ့ဟာကိုကျွန်တော်တို့ကဘာသာပြန်ကြည့်မယ်ဆိုလို့ရှိရင်အတက်နိုင်ဆုံးပေါ့ virtual environment ပေါ့ဆိုတော့အတူရအောင်ပေါ့နော်အတူရအောင်ပတ်ဝန်းကျင်တစ်ခုပေါ့ဆိုလိုချင်တာကဘာလဲဆိုရင်ဒီ python -nvenv env1 ဆိုတော့ဘာလို့လိုက်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ set ထဲမှာပေါ့ဗျာကျွန်တော်တို့ python နဲ့ရေးထားတဲ့ project တွေအများကြီးရှိနိုင်တယ်ဆိုကြပါတော့ကျွန်တော်အဲ့ချိန်မှာ software တစ်ခုကိုတွားပြီးသွင်းနေဆိုလို့ရှိရင် version တွေမတူညီတဲ့အတွက်ကြောင့်မလို့အရင်တော့ရေးခဲ့တဲ့ software တွေကိုလည်းတွားပြီး affect ဖြစ်နိုင်တယ်အဲ့ဒီဟာကကြတော့ကျွန်တော်တို့multiple project တွေခိုင်းတဲ့အခါမှာဆိုလို့ရှိရင် short အကြီးရှိတယ်ဗျာအဲ့တော့ကျွန်တော်တို့ကဒီ software အတွက်ကိုပဲဒီ project အတွက်ကိုပဲဒီသွင်းမဲ့ဒီ modules တွေ library file တွေကိုတည်တံ့တော့တင်နေတယ်ဆိုလို့ရှိရင်ကျွန်တော် virtual environment သွင်းထားလိုက်တယ်ပေါ့ပြောမယ်ဆိုလို့ရှိရင်เนาะ okay အဲ့တော့ကျွန်တော်တို့ကဒါလေးပြီးအောင်လည်းကျွန်တော်ဆက်ပြီးတော့ပြမယ်เนาะ okay အဲ့တော့ကျွန်တော်ဒီဘက်မှာ virtual environment ကို env1 ဆိုတဲ့ virtual environment တခုကိုကျွန်တော်သွင်းခဲ့တယ်အဲ့တော့ကျွန်တော်ဒီထဲမှာပဲကျွန်တော်ကကျွန်တော်တို့ python -m env2 ဆိုပြီးတော့ကျွန်တော်တို့က virtual environment တခုကိုထပ်ပြီးတော့ဖန်တီးလိုက်မယ်ဒီမှာကျွန်တော်မှားသွားတာရှိရဗျာကျွန်တော် python 3ဆိုပြီးတော့ကျွန်တော်ရိုက်ရမှာပေါ့နော်အဲ့တော့အခုလောလောဆယ်မှာဆိုရင်ကျွန်တော်ရဲ့ set ကသုံးတဲ့ python version က 3.8 ဖြစ်သွားလိမ့်မယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ပါဒါကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်ဒါဒီအမှားမဟုတ်ပါဘူးအဲ့တော့ python -m env2 ဆိုပြီးတော့ကျွန်တော်က enter ခေါက်လိုက်မယ်အဲ့တော့ဒီဘယ်အချမ်းမှာမြင်ရတဲ့ဟာလေးလိုပဲ env1 လိုမျိုးပဲကျွန်တော်ဒီ env2 ဆိုပြီးတော့ virtual environment ဒုတိယတစ်ခုကိုထပ်ပြီးတော့ဖန်တီးနေတာဖြစ်ပါတယ် okay သူပြီးသွားပြီဆိုတော့ ls ခေါ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်မှာ env1 ဆိုတာရှိမယ် env2 ဆိုတာကိုရှိပါမယ် okay အဲ့ကျွန်တော် env1 ကိုတွားပြီးတော့ကျွန်တော် activate တွားလုပ်မယ်ဆိုလိုချင်တာကကျွန်တော် env1 ကိုသုံးပြီးတော့ software တွေသွင်းမယ်ဆိုရင်အဓိပ္ပာယ်ပေါ့ဗျာအဲ့တော့အဲ့ env1 ကိုသုံးမယ်ဆိုရင်ကျွန်တော် activate ကျွန်တော်လုပ်ရတယ်အဲ့တော့ဒီ activate လုပ်တဲ့ပုံစံလည်းတစ်ခုနဲ့တစ်ခုမတူဘူးကျွန်တော်အခုပြမယ့်ဟာမှာတော့ဒီ mac မှာရှိတဲ့ command ပေါ့ဆိုတော့ Windows မှာဆိုလို့ရှိရင်လည်းဒီ activate လုပ်တဲ့ command ရှိရဲအဲ့ဒါကိုသိချင်တယ်ဆိုလို့ရှိရင် maybe GPT သွားပြီးတော့ခေါက်ကြည့်လို့လည်းရတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်ဒီမှာ result ကိုအရင်ပြမယ်ပြီးရင် Windows မှာဆိုလို့ရှိရင်တော့ဘယ်လိုသုံးအောင်လဲဆိုတာကိုကျွန်တော် GPT ဘက်က result အနေနဲ့ဆက်ပြီးတော့ပြပါမယ် okay အဲ့တော့ source ပေါ် env 1 bin activate ဆိုတဲ့ဟာလေးကိုကျွန်တော်ကရိုက်လိုက်တယ်
ဆိုတော့ဒီ env1 ဆိုတဲ့ virtual environment တွေဒီ active ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ command line မှာအခုလိုမျိုးစပြီးတော့ပေါ်ပြီဒါဒီကျွန်တော်ရဲ့ username ပေါ့ Zwell Linux ဆိုပြီးတော့ပေးထားတယ်ကျွန်တော်ဒီ logic မှာ Mac သုံးနေဆိုပေမဲ့ကျွန်တော် Linux fan ပေါ့နော် Linux အသေးလဲကြိုက်တဲ့လူဆိုတော့ကျွန်တော်နာမည် Zwell Linux ထက်ကိုကျွန်တော် Zwell Linux ဆိုပြီးတော့ကျွန်တော်ပေးထားရပါဗျာအဲ့တော့လက်ရှိရောက်နေတဲ့ folder ဒီ test ဆိုတဲ့ folder အောက်ထဲကိုရောက်နေတယ်ဒါပေမဲ့သူ့ရဲ့ရှေ့မှာ env1 ဆိုပြီးတော့ကျွန်တော်တို့ environment 1ဒီ active ဖြစ်နေရဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဗျာ okay ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်ကသူ့လိုပဲ source env to being activate ဆိုတဲ့ဟာလေးကိုကျွန်တော်တွားပြီးတော့ online မယ်အဲ့တော့ env1 ဒီဘယ်ဘက် command line မှာ activate ဖြစ်နေ env2 ဒီညာဘက် command line မှာ activate ဖြစ်နေအောင်ကိုကျွန်တော်တွေ့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ဒီ software installation လုပ်မယ်ဆိုလို့ရှိရင်ပေါ့ဗျာကျွန်တော်တို့ကဒီလက်ရှိကျွန်တော် website ရေးမယ်ဆိုလို့ရှိရင်ကျွန်တော် website တွေလိုအပ်တဲ့ကျွန်တော်တို့ဒီ modules တွေရှိရပေါ့ဒီ Python တခုတည်းနဲ့ website ရေးတာဟုတ်ပဲနဲ့ပို့ပြီးတော့အဆင်ပြေပြေသုံးလို့ရအောင်ကျွန်တော်တို့ကPython ကနေထုတ်ပေးထားတယ် Python package index ထဲမှာကျွန်တော်တို့ဒီတပ်ပါဒီ framework တွေ modules တွေကိုကျွန်တော်တွားပြီးတော့ကြည့်လို့ရတယ်အဲ့အရာတွေအသုံးပြုလို့ရတယ်ပေါ့ဗျာဆိုတော့ဒီ tutorials မှာဆိုလို့ရှိရင်လည်းကျွန်တော်က Django ဆိုတဲ့ဒီ website framework ကိုသုံးပြီးတော့ကျွန်တော် website တခုဖန်တီးမှာဖြစ်တယ်အဲ့တော့ Django အကြောင်းသိချင်တယ်ဆိုလို့ရှိရင်တော့ Django ရဲ့ official website ရှိတယ်ရုပ်ရှင်ကားနဲ့လည်းမမှားနဲ့ဦးနဲ့ပေါ့နော်ရုပ်ရှင်ကားမှာတော့ Django Unchained ဆိုပြီးတော့ဒီမှာရုပ်ရှင်ကားတကားရှိတယ်အဲ့ဒါနဲ့မဆိုင်ဘူးပေါ့ဒီမှာတော့ Django ဆိုတဲ့ဟာပေါ့ဆိုတော့ Django ဆိုတဲ့ဟာကိုတော့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ website ရေးတဲ့ဟာပေါ့ဗျာ okay အဲ့တော့ကျွန်တော်တို့ဒီထဲမှာ pypi.org ဆိုတဲ့ဟာထဲမှာကျွန်တော် Django ဆိုတဲ့ဟာကိုရိုက်ပြီးတော့လည်းဒီ Django ရဲ့ဟာကိုတွားပြီးတော့ကြည့်လို့လည်းရတယ်ဒီမှာပေါ့ဆိုတော့ဒီကနေတွားပြီး install လုပ်လို့လည်းရတယ် get started ဆိုပြီးတော့ documentations ဖတ်ပြီးတော့တွားလို့လည်းရတယ်ဒါမှမဟုတ်ဒီမှာဒါကိုတွားပြီး send လို့လည်းရတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်သူက pip install Django ဆိုပြီးတော့ပြောထားတယ်ပေါ့ဗျာအဲ့တော့ Django ဒီသူကဟို web framework ဒီသူက version တွေသူကအများကြီးသူကထုတ်တယ်ဗျာအများကြီးထုတ်တယ်ဆိုတော့ကျွန်တော် Python version တွေအများကြီးရှိလို့မျိုးပဲ Django ဒီ versions တွေအများကြီးရှိတယ်ကျွန်တော် Django ကိုစပြီးလေ့လာတော့ဆိုလို့ရှိရင်ခက်မှန်တာမမအောင်ဆိုလို့ရှိရင်ကျွန်တော်2 point လောက်ကနေစခဲ့ရလားမသိဘူးဗျာအခုဆိုရင်တော့ Django version က6 point တောင်ဖြစ်သွားပြီပေါ့အဲ့တော့ကျွန်တော်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော် virtual environment ကိုသုံးပြီးတော့ကျွန်တော်မတူညီတဲ့ Django version ကိုကျွန်တော် install လုပ်ပြရမယ်ဆိုတော့ဒီ video tutorials ကနေပေးခြင်းတဲ့ရည်ရွယ်ချက်ဒီ virtual environment တွေသုံးပြီးတော့မတူညီတဲ့ဒီ software package modules တွေကို install လုပ်ပြီးတော့သုံးလို့ရတယ်ဆိုတဲ့ဟာကိုအဓိကပြလို့ခြင်းဆိုလို့ခြင်းရည်ရွယ်ချက်ဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ကဒီမှာ pip install django equal and 3.4 ဆိုပြီးတော့ကျွန်တော်က version တစ်ခုကိုကျွန်တော် install လုပ်လိုက်ကြမယ်ဗျာဆိုတော့အဲ့ 3.4 ဆိုတဲ့ version ကရှိရင်လည်းရှိမယ်မရှိရင်လည်းမရှိဘူးပေါ့နော်ဒါကျွန်တော်ရမ်းပြီးတော့okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်တွေ့ရပြီဒီမှာ 3.4 ဆိုတဲ့ဟာမရှိဘူးတဲ့ဆိုတော့ဒါကျွန်တော် install လုပ်လို့ရတဲ့ versions တွေဒီဒါတွေရှိရပေါ့ဗျာအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က Python versions ကိုကျွန်တော် 3.2.4 ကိုကျွန်တော် install လုပ်ကြည့်လိုက်ပါ virtual environment 1အတွက်เนาะအဲ့တော့ pip install django equal 3. ပြောပါလိမ့် 3.2.4 2.4 ဆိုပြီးကျွန်တော် install လုပ်လိုက်ပါပြီ okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ install လုပ်နေဟာပေါ့ဆိုတော့ဒီ command line ကနေပြီး install လုပ်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ hype တာတခုလည်းရှိရဗျာအရင်တော့ကျွန်တော်တို့သိခဲ့တာဆိုလို့ရှိရင် software တခု download ဆွဲမယ်ဆိုလို့ရှိရင်ဒီ Google Chrome ကနေပြီးတော့ဒါမှမဟုတ်ကိုနှစ်သက်ရ browser တခုကနေပြီးတော့ကျွန်တော်တို့ download ဆိုရဲ button လေးကိုနှိပ်ပြီးကျွန်တော် install လုပ်ခဲ့တာပေါ့နော်ဒါပေမဲ့ programming လေ့လာတဲ့အခါမှာဆိုလို့ရှိရင်တော့အော်ဒီလိုမျိုးဒီ package installer တွေရှိပါလားပေါ့အဲ့လိုမျိုးကတော်တော် hype တယ်ပေါ့ဗျာတော်တော်မိုက်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် env1 ထဲမှာကျွန်တော်ဒီ version ကို install လုပ်ခဲ့တယ်ကျွန်တော်ဒီဘက်ကိုသွားကြည့်မယ် pip install django equals ဒီခါကျကျွန်တော် 4.2.27 ကိုသွားပြီးတော့ကျွန်တော် install လုပ်ကြည့်မယ်ဗျာနောက်ဆုံး versions ပေါ့ okay ဒီကောင်ကတော့လောက်လာကျွန်တော်ကြည့်ကြည့်အောင်ပါ okay ဒီမှာဆိုလို့ရှိရင် 4.2.27 ဆိုတဲ့ versions ကိုသွားပြီးတော့ install လုပ်တာကိုကျွန်တော်တို့တွေ့နေရပါတယ်ဒီဘက်မှာတော့ 3.2.4 ကို install လုပ်တာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီဟာကိုလိုက်လုံးနေနေမှာ
မိတ်ဆွေတို့ကအကြောင်းမလို့ပေါ့နော်ဒီလိုက်လို့အဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်စာလွတ်လပ်မေးလို့ရအောင်လို့ပေါ့ကျွန်တော် group လေးတစ်ခုလည်းကျွန်တော်လုပ်ပါမယ်အဲ့ group လေးကတော့ဒီဘက်ခေတ်မှာတော့ Telegram culture Discord culture နဲ့ရင်းနှီးနေကြပြီဆိုတော့ပေါ့ကျွန်တော် Telegram group လေးတစ်ခုလုပ်လိုက်ပါမယ်အားလုံးလည်းကြည့်ရလွယ်အောင်လို့ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ Telegram channel တစ်ခုလည်းကျွန်တော်ဒီ video လေးရဲ့ပြီးကနေအဆုံးမှာကျွန်တော်လုပ်ထားတဲ့ဟာလေးကိုဆက်ပြီးတော့ကျွန်တော်မိတ်ဆက်ပေးသွားပါမယ်နော် Okay အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်မတူညီတဲ့ versions တစ်ခုကိုကျွန်တော်တို့ကတွင်းလို့ရပါတယ်ဆိုတော့ကျွန်တော်တွေ့ရလိမ့်မယ်အဲ့တော့ဒါလေးကိုခဏ clear လုပ်လိုက်မယ်ဗျာအဲ့တော့ okay env1 ထဲမှာကျွန်တော်တို့ဘာ module စီတွင်းထားလဲဆိုတော့ကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က pip freeze freeze ဆိုတဲ့ command ကိုသုံးပြီးတော့ကြည့်လို့ရတယ်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်ဒီ Django 3.2.4 ကိုတွင်းထားတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင် pip freeze ဆိုတဲ့ဟာထဲမှာကျွန်တော်ကဒီ Django version 4.2.27 ဆိုတဲ့ဟာကိုတွင်းထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီ virtual environment တွေကနေပြီးတော့ပေးချင်တဲ့ message ကဘာလဲပေးချင်တဲ့ message ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကမတူညီတဲ့ဒီ software development versions တွေကို virtual environment ခွဲပြီးတော့တွင်းလိုက်လို့ရတယ်တကယ်လို့ virtual environment မသုံးရင်ဘာဖြစ်မှာလဲ okay virtual environment မသုံးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ env1 ဆိုတာလည်းမရှိဘူး env2 ဆိုတာလည်းမရှိဘူးဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ဆိုကြပါစို့ကျွန်တော်တို့ကproject A ဆိုတဲ့ဟာလေးတစ်ခုကိုကျွန်တော်တည်ဆောက်နေအဲ့ project A ဒီကကျွန်တော်တို့ရဲ့ဒီ blog website တစ်ခုဖြစ်နေမှာပေါ့ဗျာအဲ့ blog website တစ်ခုကကျွန်တော်2025မှာကျွန်တော်ရေးခဲ့တာဆိုတော့နောက်ဆုံး version ဖြစ်တဲ့ 4.2.27 ဆိုတဲ့ဟာကိုကျွန်တော်တို့ကသုံးခဲ့တယ်ပေါ့ဗျာရေးခဲ့တယ်ပေါ့ဗျာဒါပေမဲ့2နှစ်လောက်ကြာသွားတဲ့အချိန်မှာကျွန်တော်နောက်ထပ် project တစ်ခုထပ်ပြီးတော့ကျွန်တော် create လုပ်တယ်ပေါ့ project B ပေါ့ဗျာသူ့ကိုကျတော့ကျွန်တော်တို့ကဒီ e-commerce ပေါ့ e-commerce project ကိုကျွန်တော် create လုပ်တယ်အဲ့ခါကျတော့သူက version က6ဖြစ်သွားတယ်ပေါ့ဒီ Django version 6ပေါ့ကျွန်တော်သုံးရည်တယ်အဲ့တော့ကျွန်တော်တို့ဒီ Django version 6ကိုကျွန်တော်တို့ကဒီတွင်းလိုက်တဲ့အခါလဲကြာဘာဖြစ်သွားလဲဆိုတော့ဒီအရင်ရှိတဲ့အဟောင်းမှာအဲ့ version 6ကဟာတွေကဝင်သွားပါဗျာအဲ့တော့မလိုလားအပ်တဲ့ဟာတွေကဖြစ်သွားပြီးတော့ရှုပ်သွားရောအဲ့ဒါကြတော့မကောင်းဘူးပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအခုလိုမျိုး virtual environment ကိုသုံးတာဖြစ်ပါတယ်ဆိုတော့ဒီ virtual environment ဆိုတဲ့ topic လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆွေတို့အတက်နိုင်ဆုံးရှင်းပြထားပါတယ်ဒါမှနားထောင်နေနဲ့တခုထပ်ပြီးသိချင်တယ်ဆိုလို့ရှိရင်ကိုယ်တိုင် GPT တို့ YouTube တို့ and then documentation တွေတခုသွားပြီးတော့ဖတ်ကြည့်လို့လည်းရတယ်လို့မျိုးပဲကျွန်တော်မိတ်ဆက်ပေးမယ်ဒီ Telegram channel လေးမှာလည်းဝင်ပြီးတော့မေးမြန်းလို့လည်းရပါတယ်ပြီးတော့ဒီ channel လေးကိုကျွန်တော် public လည်းလုပ်ပေးထားပါပေါ့နော်အထက်ထဲမှာကျွန်တော်ဝင်ပြီးတော့စာတွေမေးလို့ရအောင်ဆွေးနွေးလို့ရအောင်လုပ်ပေးထားတဲ့ channel လေးဖြစ်ပါမယ်ခင်ဗျာOkay ပါအဲ့တော့ကျွန်တော် video လေးကိုခဏ pause လုပ်လိုက်ပါမယ်ကျွန်တော် Telegram channel လေးလုပ်ပြီးတော့အဲ့ဒါလေးကိုဘယ်လိုဝင်ရမလဲဆိုတဲ့အားလေးကိုဆက်ပြီးတော့ရှင်းပြပေးသွားပါမယ်ခင်ဗျာ Okay အခုဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှင်းပြမယ် forum ဆိုတဲ့ဟာလေးကိုကျွန်တော် create လုပ်ထားပါတယ်ကျွန်တော်တယောက်ရှင်းပြလို့ရအောင်ပေါ့ဆွေးနွေးလို့ရအောင်ပေါ့ကျွန်တော်ဒီ group လေးတစ်ခုလုပ်ထားပါတယ် channel လည်းဆိုလို့ရှိရင် group ကပို့ပြီးတော့ effective ဖြစ်မယ်လို့ယူဆလို့ဒါကြီးလုပ်ထားတာပါအဲ့တော့ဒီ group နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ invite link လေးကိုလည်းကျွန်တော်ဒီ YouTube channel ထဲမှာသွားပြီးတော့ဒီ video လေးရဲ့အောက်ထဲမှာသွားပြီးတော့ကျွန်တော်ထည့်ထားမှာဖြစ်ပါတယ်အဲ့တော့ဒီ video အပိုင်းလေးမှာကျွန်တော်တို့ဘာလုပ်သွားလဲဆိုလို့ရှိရင် virtual environment အကြောင်းကိုကျွန်တော်သွားပြီးတော့အရင်ဆုံးရှင်းပြထားပါတယ်အဲ့တော့ဒီအရင်တုန်းကပေါ့နော်ဒီ programming skill sharing ဆိုရဲဟာကိုလေ့လာထားဘူးတယ်ကြည့်ဘူးတယ်ဆိုလို့ရှိရင်ဒီ Python နဲ့ပတ်သက်တဲ့ဒီ simple basis လေးတွေကိုသိမယ်လို့ယူဆပါတယ်ဆိုတော့အကုန်လုံး code တွေမမှတ်မိဘူးဆိုရင်တော့မှကျွန်တော်တို့သဘောတရားတွေသိဖို့လိုအပ်တယ်ပေါ့အဲ့တော့သဘောတရားတွေသိတဲ့ဟာက code တွေမှတ်မိတာနဲ့ပို့ပြီးတော့ကျွန်တော်တို့တန်ဖိုးရှိပါတယ်ဘာလို့လဲဆိုတော့ coding ကလောလောဆယ်မှာကျွန်တော်တို့GPT ကနေရှာလိုက်လို့လည်းရတယ် internet ကနေရှာလိုက်လို့လည်းရတယ် AI ကိုမိလိုက်လို့လည်းရတယ်ဗျာဘယ်လိုပဲဖြစ်ဖြစ် coding ဆိုတာကကျွန်တော်တို့ဉာဏ်ရှိရင်ရှိသလိုမျိုးကျွန်တော်တို့ရေးလို့ရတဲ့ကိစ္စတစ်ခုဖြစ်သွားပြီအရင်မခက်ခဲတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ video လေးကိုကိုယ့်ရဲ့ set ထဲမှာသာ Python software မသွင်းရသေးဘူးဆိုလို့ရှိရင်တစ်ချက်ကျွန်တော်တို့ကPython ကိုကိုယ့်ရဲ့ဒီ Windows laptop ထဲမှာသွင်းတဲ့ဟာကိုကြည့်လို့ရပါမယ်စမ်းကြည့်ထားလို့ရပါတယ်ပြီးလို့ရှိရင်တော့ဒီ
command line နဲ့တော့ပြီးတော့ဒီ virtual environment တခုတိဆောက်ပြီးတော့ကျွန်တော်ရဲ့ video tutorial style ကိုတွားပြီးတော့စမ်းကြည့်လို့ရမှာဖြစ်ပါတယ်တစ်ဆက်ထဲမှာပဲကျွန်တော် how to install Python in Windows ဆိုပြီးတော့ကျွန်တော်ဒီဟာလေးကိုလည်း prompt လေးပါတစ်ခါရရပါမယ်เนาะခါဘယ်လို install လုပ်ပါလဲဆိုတဲ့ဟာလေးပါတကယ်လို့မြတ်ဒီဟာကိုကြည့်ကြည့်ရင်လည်းမှစင်မပြေဘူးဆိုလို့ရှိရင် YouTube content တခုကိုတွားပြီးကြည့်လို့လည်းရတယ်ဗျအဲ့ဒါပြဿနာမဟုတ်ဘူးပေါ့နော်ဒါကတော့ကြည့်ရလွယ်အောင်ကျွန်တော်လုပ်ပေးတဲ့သဘောပါပဲအဲ့တော့ဒီမှာ download python ဆိုပြီးတော့ရှိမယ်ဗျာဒီ python ဆိုတဲ့ဟာတွေကိုကျွန်တော်တွားလိုက်မယ်ပေါ့ပြီးတော့ခုနကကျွန်တော်ရှေ့က tutorial ထဲမှာပြောထားသလိုမျိုးပဲဒီ python version ကိုရွေးမယ်ပြီးတော့ဒီ .exe ဆိုတဲ့ file ကိုတွားပြီးတော့နှိပ်ဖို့လိုရမယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကဘာလို့ဆိုတော့ install လုပ်နေနေမှာကျွန်တော်ကအရေးကြီးသောပိုင်းတစ်ပိုင်းရှိရယ် add python to part ဆိုရဲဒီဟာလေးကိုကျွန်တော်တွားပြီး click နှိပ်ပြီးတော့ install လုပ်ပြီးဖို့လိုရမယ်အဲ့ဒါမှကျွန်တော် command line နဲ့တွားပြီးခေါ်လို့ရမှာအားလုံးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ command line ကိုဖွင့်ပြီးတော့ window ရဲ့ i ကိုဖွင့်ပြီးတော့ကျွန်တော် command ဆိုတဲ့ဟာထဲမှာwindow ရဲ့ i ကိုဖွင့်ပြီးတော့ cmd လို့ရိုက်ပြီးတော့ edit ခေါ်လိုက်မယ် then ဒီမှာ python version ဆိုရိုက်လိုက်လို့ခါမှာ python 3.12. ဒါမှ python 3. blah 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 လို့ပေါ်လာပြီဆိုလို့ရှိရင်ရမှာဖြစ်ပါတယ်အဲ့ခုနကကျွန်တော်စမ်းပြတဲ့ virtual environment ထဲမှာဒီ pip ဆိုတဲ့ module ဒီ command ကိုလည်းသုံးပါတယ်အဲ့တော့ pip ဒီပါလဲဆိုရင် python package manager အရှိကောက်တော့တော်တယ်လို့ရေးထားတယ်ပေါ့ဗျာကျွန်တော်တို့တည်ရတော့ကျွန်တော် pipe လို့လည်းခေါ်တယ် pip လို့လည်းခေါ်တယ်ပေါ့ဗျာအဲ့ဒီ pip ဆိုတဲ့ဟာကိုသုံးပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ဟာတွေကို install လုပ်လို့ရမှာလည်းဖြစ်တယ်ဆိုတော့အဆင့်ရတော့ဒါပဲဘာမှရှေ့ရုပ်တွေကဲကြီးကျွန်တော်မဟုတ်ဘူးပေါ့ဆိုတော့ဒီနောက် video မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Django web framework ကို install လုပ်ပြီးတော့ကျွန်တော် project တစ်ခုဖန်တီးဆောက်တဲ့အကြောင်းကိုဆက်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ် video tutorial လေးကိုကြည့်ပြီးတဲ့အတွက်ကြောင့်ကျေးဇူးများတင်ပါတယ်ဒီ video tutorial လေးကိုကြည့်ရင်းနဲ့မှတခုခုမြင်ချင်တာရှိရဆိုလို့ရှိရင်ဒီရှင်းပြမယ် forum ဆိုတဲ့ Telegram group ထဲမှာလာပြီးတော့မေးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီအတက်နိုင်ဆုံး Telegram မှာ active ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာတွေ့ရဆိုလို့ရှိရင်တွေ့ချင်းပေါ့ကျွန်တော်အားတဲ့အချိန်တိုင်းမှာဖြည့်ချပေးသားမှာဖြစ်ပါတယ်ဗျာဆိုတော့ဒီ group ထဲမှာရှိတဲ့ join လာမယ်ကျန်တဲ့brother တွေ sister တွေကလည်းဒီမေးလာတဲ့လူကိုကျွန်တော်မအောင်ဆိုတဲ့အချိန်မှာလည်းဖြည့်ပြီးလို့လည်းရတာကျွန်တော်တို့ caring လုပ်တဲ့စာတူစုလုပ်တဲ့ပုံစံမျိုးလေးကျွန်တော်တို့တွားကြပါမယ်ဗျာဒီလိုလေးကိုကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ဆက်ပြီးတော့ပြန်ဆောင်ပါမယ်ခင်ဗျာ